သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်နောက်တစ်ခုလပြည့်ကျော်13ရက်2015ခုနှစ်ဧပြီလ16ရက်မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သည်နှစ်သက်ကူအထူးဓမ္မသဘင်အခမ်းအနား၌မုံရမြို့မိဘများဖြစ်ကြသောဥလှအောင်ဒေါခင်မေရီတို့အားရည်စူး၍တာမောင်ချမ်းမြေ့အောင်ဒေါက်တာတင်အောင်ဒေါခင်ထေးတို့အားမှုထား၍အမှတ်1110ခွန်စီမြင်းဆောင်နှင့်ရွှေနှင်းစီ9လမ်း9မိုင်ရန်ကုန်မြို့ဦးအောင်လွင်အောင်ဒေါအိန္ဒရာအောင်သာမောင်အောင်စီဖြူသမီးမချောတီရီလွင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဥပုသ္တေတို့ဤစကားဝိုင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချင်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန့်ញကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်သောမူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ရည်တန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖတ်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမြန်မာနိုင်ငံမှာသုံးနှုန်းပြောဆိုတဲ့ဥပုသ္တိတို့ဤစကားဝိုင်းဥပုသ္တေဆိုတာပါဠိလိုဥပောတတိကလို့ပါဠိစာပေမှာဒီစကားလုံးကိုအသုံးပြုတယ်ဥပောတတိကဥပုသ်ဆောင်ထိန်သူဥပုသ်ဆောင်သူဥပုသ္တိဥပောတထဆိုတဲ့စကားလုံးကဥပုသ်လို့အဓိပ္ပာယ်ရတယ်ဥပောတထဥပုသ်ဆိုသည်မှာကောင်းမြတ်သောအကျင့်ဖြင့်ကျင့်သုံးနေထိုင်ခြင်းကောင်းမြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့ရှေးသူတော်ကောင်းတွေရဲ့အစဉ်လာရလာဇန်ရှိရဲ့လာဆုပ်ရှိရဲ့လာပြီလာွယ်လို့ဆိုတဲ့တလမှာ၄သတင်းဥပုသ္တိလကိုဆောင်ထိန်ကြတယ်အဲ့လိုဥပုသ္တိလကိုဆောင်ထိန်တဲ့အခါမှာ
တလလေးတဲ့ပုံမှန်အပြင်မှာဝါရင်ကာလမှာဆိုရင်ဝါရင်3လဥပုသ်ဆောင်ကြတာတွေရှိတယ်ပေါ့အကျိုးအပိုနဲ့စောင့်တဲ့ဥပုသ်မျိုးတော့ပါတိဟာရိကပက္ခလို့စာပေကျမ်းကမှာသုံးတယ်အပိုအကျိုးဆိုတာအကျိုးစောင့်တယ်အဖိနေကစပြီးတော့ဥပုသ်ဆောင်တယ်ဥပုသ်ထွက်နောက်တစ်ရက်ထိအောင်စောင့်ဥပုသ်နေ့တွေမဟုတ်ဘူးဥပုသ်နေ့အကျိုးတစ်ရက်ကအရင်စောင့်ပြီးတော့ဥပုသ်ပြီးတဲ့နောက်တစ်ရက်မှလည်းပဲဒီလိုစောင့်ပေါ့အဲ့ဒီလိုတလလေးတဲ့ဥပုသ်ဆောင်သုံးအခါကြီးရက်ကြီးများလို့ခုမြန်မာနိုင်ငံမှာဆိုရင်နှစ်ကူးပြောင်းတဲ့အချိန်နှစ်ဟောင်းကနေနှစ်သစ်ကိုကူးပြောင်းတဲ့အချိန်အဲ့ဒီကူးပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့သင်္ကြန်သင်္ကမန္တဆိုတဲ့ပါဠိစကားကနေပြီးတော့လာတဲ့သင်္ကြန်သင်္ကမန္တဆိုတာပြောင်းရွှေ့တယ်နှစ်ဟောင်းကုံဆုံးလို့နှစ်သစ်ကိုကူးပြောင်းတော့မဲ့အချိန်ပိုင်းလေးမှာဥပုသ်ဆောင်သုံးကြတယ်အဲ့ဒီသင်္ကြန်ဆိုတဲ့စကားလုံးကိုမြန်မာကဒီလိုခေါ်တော်လဲအိန္ဒိယချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့ဆုံကရန်လို့ခေါ်တယ်ဒီအဓိပ္ပာယ်ပဲတူတူပဲသင်္ကရန္တဆိုတဲ့ပါဠိစကားကိုထိုင်းအတန်တွဲနဲ့ကြတော့သံကရန္တကနေဆုံကရန်လို့ဖြစ်သွားတယ်အဲ့တော့ပါဠိဖြစ်စကားလုံးသို့မဟုတ်အိန္ဒိယဟိန္ဒူနဲ့ပတ်သက်တဲ့စကားလုံးမျိုးလို့အဲ့ဒီစကားလုံးတွေကိုသုံးပြီးတော့သင်္ကြန်ဆိုတာကူးပြောင်းခြင်းပဲနှစ်ဟောင်းကနေနှစ်သစ်ကိုကူးပြောင်းတဲ့အချိန်ကူးပြောင်းတယ်ဆိုတာဟာလည်းပဲဂျိုရီနက္ခတ်တွေအနေအထားကိုကြည့်ပြီးတော့တစ်နှစ်တာကာလကုံဆုံးလို့နောက်တစ်နှစ်ကာလကူးပြောင်းတဲ့အနေအထားတစ်ခုဗေရိနက္ခတ်ကိန်းကန်းတွေရကောင်းကင်မှာလက်ပတ်ပြီးတော့ဖြစ်ပေါ်နေတဲ့နေရီလာတွေရဲ့အသွားနက္ခတ်တွေရဲ့အသွားကိုကြည့်ပြီးတော့ကူးပြောင်းမှုဆိုတာကိုသတ်မှတ်ကြတယ်ပေါ့အဲ့ဒါလို့သင်္ကြန်ကာလဆိုတဲ့နှစ်သက်ခုအချိန်ကာလမှာဥပုသ်ဆောင်သုံးကြတယ်အဲ့ဒါလို့ဥပုသ်ဆောင်သုံးတဲ့အခါမှာယထုနေထုရမြတ်များထားပြီးတော့ဥပုသ်ဆောင်ကြတယ်ဥပုသ်ဆောင်တဲ့အစဉ်လာဟာဘုရားဘာသာနိုင်ငံတွေမှာစာပေကျမ်းကမှာလာတဲ့အတိုင်းဥပုသ်သီလကိုခံယူစောင့်တည်ပြီး၈ပါးသီလကိုထိမ့်သိမ်းစောင့်ရှောက်လေးရှိကြတယ်ပေါ့တခြားဘာသာတွေမှာလည်းဥပုသ်ဆိုတာရှိတော်လည်းပဲဘုရားဘာသာဝင်တွေစောင့်တဲ့ဥပုသ်သီလမျိုးတော့မဟုတ်ဘူးပေါ့သူတို့လည်းသူတို့ခေါ်တဲ့ဥပုသ်စောင့်တယ်လို့တော့သုံးကြတယ်ဘုရားဘာသာတွေရဲ့ဥပုသ်ဆိုဒီမှာဥပောဒထဆိုတဲ့စကားလုံးကလာတာဥပောဒထဆိုတာဥပဝဒထဥပကိုကျင့်တရားတွေကောင်းမြတ်တဲ့အရည်အသွေးတွေကောင်းမြတ်တဲ့အကျင့်တရားတွေနဲ့ပြည့်ပြည့်စုံစုံဝဒထကျင့်သုံးနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရအဲ့ဒါလို့ကိုကျင့်တရားနဲ့အထူးတလီစောင့်တည်ပြီးတော့အထူးသဖြင့်၅ပါးသီလမှာကာမေတုမိစ္ဆာစာရဆိုတာတဲ့အဆင့်မြင့်ပြီးတော့အဗျမစရိယာဆိုတာကိုစောင့်တည်လိုက်ဒါ၅ပါးသီလတဲ့ထူးတာဒါတစ်ခုနောက်တစ်ခုကျတော့ဝိကာလဘောဇနာဆိုပြီးစားတဲ့အချိန်တစ်ချိန်ကိုလျှော့ပစ်လိုက်တယ်နာနေပိုင်းတစ်ချိန်ပဲစားပြီးတော့ဝိကာလဖြစ်တဲ့ညနေပိုင်းစားတာမျိုးလည်းမရှိဘူးညပိုင်းစားတာမျိုးလည်းမရှိတော့ဘူးထမင်းတနက်လျှော့စားလိုက်တယ်လျှော့စားပြီးတော့ကိုကျင့်တရားတွေဘက်ကိုအလေးပေးပြီးတော့ဆောင်ရွက်ကြတယ်ဟောဒီသိက္ခာပုဒ်ကိုစောင့်တည်ကြနိစ္စဂိတဝါရိတဝိတုကဓတနာလို့ဆိုတယ်အပျော်ပါလူရဲ့စိတ်ပျော်ပါမှုတွေကိုအားပေးဖြစ်ပေါ်စေတတ်တဲ့သူများကာရာတိဆိုတာတိမုဋ္ဌာကိုကြည်ရှုခြင်းနားထောင်ခြင်းမိမိကိုယ်တိုင်ပါဝင်ကပြတိဆိုတိမုတ်ခြင်းဆိုတာမျိုးတွေကိုရှောင်ရှားပြီးတော့အပျော်ပါးတွေကရှောင်ရှားလိုက်တဲ့ကိုချင်းတရားမာလာကဏဝိလိပနဓာရဏမန္တနဝိပုဒနာဌာနလို့ဆိုတယ်
မိမိခန္ဓာကိုတစားဆင်ပြီးတော့အလှဆင်တာပန်းပန်းနာနန္တာတွေလိမ့်ချန်တာကိုယ့်ကိုတတ်မဲ့အောင်လုပ်တာကိုယ့်ကိုသူတစ်ပါးတတ်မဲ့အောင်လုပ်တယ်ဆိုတဲ့ခန္ဓာကိုယ်အလှပြင်ပြီးတော့တတ်မဲ့အောင်တတ်မဲ့ဖွယ်ရဖြစ်အောင်ပြုလုပ်ခြင်းဆိုတာဒီနေ့ကမှအထူးရှောင်ကျင်လိုက်တယ်ဆိုတဲ့ကိုခြင်းတရားအထူးရှောင်ကျင်ပြီးတော့မိမိခန္ဓာကိုယ်ရဲ့မတင့်တယ်မှုတဘာဝတရားကိုရှုမြင်သုံးသပ်ပြီးတော့ဝိပဿနာတရားကိုကြိုးစားအားထုတ်ကြအဲ့ဒါလိုမာလာကဏနန္တာဒီလိမ့်ကြမှုတန်းစာဆင်မှုတွေကရှောင်ကျင်ပြီးတော့ဒီလိုနေလိုက်တယ်ပေါ့နောက်တစ်ခုကဥစ္စာသေယနာမဟာသေယနာဆိုတာကိန်းခန်းကြီးမာပတ်စံချမ်းသာတွေပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်တွေနေကြထိုင်ကြတဲ့စိန်ခံအိယာတွေထိုင်ကုန်တွေဒါတွေကိုသုံးမပြုဘဲနဲ့ simple life ပေါ့တကယ်ကိုရိုးရိုးလေးရှင်းရှင်းလေးဘဝမှာနေမယ်လို့ချိုးချံချွေတာလိုက်တဲ့သဘောတစ်ခုချိုးချံချွေတာလိုက်တယ်ဘဝမှာစိန်ခံတဲ့အလုပ်ကိုမလုပ်ဘူးအေးတရားဓမ္မကျင့်ကြံကြိုးခုတ်ပြီးတော့ချိုးချံချွေတာလိုက်မယ်ဆိုပြီးဥစ္စာသေယနာမဟာသေယနာဆိုတဲ့ပစံချမ်းသာတဲ့လူတွေစိန်ခံလေးရှိတဲ့အလုပ်တွေရနာထားပြီးတော့ရိုးရိုးလေးနဲ့နေတဲ့အကျင့်မျိုးကိုတခါစောင့်တည်ကြအားလုံးပေါင်းတော့10ပါးသီလလို့ဒီလိုခေါ်တာပေါ့အဲ့ဒီကိုချင်းတရားတွေရဲ့ထိမ့်သိမ်းဆောင်ရှောက်မှုရဲ့ရည်ရွယ်ချက်ကတော့အမျိုးမျိုးရှိကောင်းရှိနိုင်တော်လဲပဲဘုရားမြတ်စွာရဲ့ရည်ရွယ်ချက်ကတော့ဘာလဲလို့ဆိုရင်ကိုချင်းတရားထိမ့်သိမ်းဆောင်ရှောက်ခြင်းအားဖြင့်ကိုချင်းသီလသည်စိတ်နှလုံးအေးချမ်းခြင်းကိုဖြစ်ပေါ်စေအနဝိဇ္ဇဒုက္ခလို့ခေါ်တဲ့အပြစ်ကင်းတဲ့ချမ်းသာကိုရရှိခံစားနိုင်တယ်အပြစ်ကင်းတဲ့မကောင်းတဲ့အလုပ်တွေမလုပ်ဖြစ်ဘူးကိုချင်းသီလပြည့်ပြည့်ဝဝနဲ့နေထိုင်ကျင့်သုံးလိုက်တယ်ပေါ့အဲ့ဒါလို့နေထိုင်ကျင့်သုံးလိုက်တာဟာတာမန်ပုဂ္ဂိုလ်ရဲ့နေနည်းကမဟုတ်ဘူးဒီ10ပါးသီလကျင့်စဉ်ဆိုတာတကယ်ယဟန္တာဖြစ်သွားတဲ့သူတော်စင်တွေဟာလိုက်နာကျင့်သုံးလို့ရှိတဲ့အနေအထားတစ်ခုပဲဒါကြောင့်မို့ဝိသကုပောဒထသုံးမှာမြတ်စွာဘုရားကကိုယ်ဆင်ញင်သုံးသပ်ကြည့်တဲ့သိက္ခာပုဒ်တစ်ခုချင်း10ပါးသီလကိုဆင်ញင်သုံးသပ်ပြီးငါဟာဒီကနေ့ယဟန္တာပုဂ္ဂိုလ်ကြီးကျင့်တဲ့အကျင့်ကိုကျင့်ရပြီလို့စိတ်ထဲမှာဝမ်းမြောက်ကြည်နူးအောင်နှလုံးသွင်းမှဆင်ញင်ပေးပါတဲ့ယဟန္တာတွေကျင့်တဲ့အကျင့်ကိုတို့ကျင့်ရတယ်ယဟန္တာကျင့်တဲ့အကျင့်ကိုကျင့်လိုက်သဖြင့်ကိုယ့်အတွက်အနေထိုင်ကျင့်စဉ်ဟာယဟန္တာတွေနဲ့ဓာတ်တုအဆင့်ရောက်သွားတဲ့သဘောမျိုးသီလအနေထားဖြင့်ဓာတ်တုအဆင့်ရောက်သွားတဲ့အနေထိုင်မျိုးဆိုအလွန်ကျင့်နှံ့အားရစရာဖြစ်တယ်ပီတိသောမနတတွေဖြစ်လာနိုင်စရာရှိအဲ့ဒါလိုပီတိသောမနတတွေဖြစ်လာခြင်းဟာနော်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုဖြစ်ပေါ်စေပြီးနောက်ဆုံးမှစိတ်တည်ငြိမ်မှုကိုဖြစ်ပေါ်စေစိတ်တည်ငြိမ်မှုရပြီဆိုတော့မှယထာဘုဒ္ဓညာဏတဒနာအဖြစ်မှန်အမှန်ကန်တွေကိုသိနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုဟောဒီသီလကဖြစ်ပေါ်စေမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဥပုသ္သီလဟာလွန်တန်မိုးရှိတယ်ရသော်ဗျာမိန့်ကြားတဲ့စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်ဥပုသ္သီလရဲ့တန်ဖိုးဟာ10ပါးသီလရဲ့တန်ဖိုးဟာအင်တမကြီးမားတယ်တဲ့ဘလောက်ထိကြီးမားတယ်လဲလို့ဆိုရင်လူပြေတွေမကဘူးလူပြေနတ်ပြေကမ္ဘာလောကမှာရှိတဲ့စိန်ရွှေယေရနာတွေအဲ့ဒီယေရနာတွေကတပုံဥပုသ္သီလစောင့်သုံးတဲ့ကုသိုလ်16စိတ်စိတ်ပြီးတစ်စိတ်အဲ့ဒီတကဘာလုံးမှာရှိတဲ့ရွှေငွေစိန်ယေရနာတွေရဲ့တန်ဖိုးဟာဥပုသ္သီလ16ပုံတပုံစာလောက်တောင်တန်ကြေမရှိပါဘူးလို့မြတ်စွာဘုရားကဒီလိုသုံးသပ်ပြီးတော့ပြတယ်အဲ့တော့ဒီစကားဟာကြည့်မယ်ဆိုရင်ဘာကြောင့်ဒီလောက်တန်တယ်လို့ပြောရတာတုံးလို့ဆိုလို့ရှိရင်အဲ့ဒီစိန်ရွှေယရနာတွေကိုအသုံးပြုပြီးတော့နတ်ပြည်ဆိုတာမရောက်နိုင်ဘူးစိန်ရွှေယရနာတွေရှိုံနဲ့နတ်ပြည်ဆိုတာမရောက်နိုင်ဘူးနိဗ္ဗာန်ဆိုတာမရောက်နိုင်ဘူး
လူချမ်းသာနတ်ချမ်းသာတွေဒါတွေမရနိုင်ဘူးဥပုသ်သီလစောင့်သုံးခြင်းအပြင်နိဗ္ဗာန်ချမ်းသာထိအောင်ရောက်နိုင်တယ်ဒါကြောင့်မို့တန်ဖိုးခြင်းကြွားချတယ်လို့ဒီလိုဆိုတာပေါ့ငွေကြေးတဏရဲ့တန်ဖိုးတွက်တဲ့အခါမှာလည်းအဲ့ဒီငွေပေးပြီးတော့ဝယ်တဲ့ရလာတဲ့ပစ္စည်းပေါ်မှာတန်ဖိုးဖြတ်ကြတာပဲလေတန်ဖိုးဖြတ်ကိုပေးလိုက်တဲ့ငွေကြေးအဲ့ဒီငွေကြေးကြောင့်ရလာတဲ့ပစ္စည်းဥစ္စာရဲ့တန်ကြီးဒီလိုဆုံးဖြတ်ကြအဲ့တော့ငွေကြေးတဏလို့ဥပုသ်သီလကိုငွေကြေးတဏသဘောထားပြီးတော့အဲ့ဒီဥပုသ်သီလကိုအသုံးချပြီးရယူလိုက်တဲ့ဟာဒိဗ္ဗံချမ်းသာဆိုတာလည်းရနိုင်တယ်နတ်ချမ်းသာဆိုတာလည်းရနိုင်တယ်အဲ့ဒါလောက်အစစ်မြင့်တဲ့နိဗ္ဗာန်ချမ်းသာနတ်ချမ်းသာထိအောင်ဒီဥပုသ်သီလဖြင့်ဝယ်ယူရရှိနိုင်တယ်ဆိုရင်ဥပုသ်သီလရဲ့တန်ကြေးဟာအလွန်ကြီးမားတယ်လို့ဒီလိုပြောတာနော်ခုနစိတ်ရွှေရတနာတွေနဲ့နိဗ္ဗာန်ချမ်းသာကိုဝယ်လို့မရဘူးနတ်ချမ်းသာကိုဝယ်လို့မရဘူးလူချမ်းသာဝယ်လို့မရဒီလိုဆိုလိုတာပေါ့တာဝရိန္ဒနတ်ပြည်မှာတရားမင်းကြီးကဥပုသ်သီလနဲ့ပတ်သက်ပြီးတော့နတ်တပည့်အစည်းအဝေးမှာမိန့်ခွန်းပြောတယ်ငါလိုတရားဖြစ်ချင်ကြရင်တဲ့ဥပုသ်သီလစောင့်သုံးကြလို့သူကဒီလိုပြောတော့မြတ်စွာဘုရားကဝေဖန်ထောက်ပြတယ်တရားမင်းကြီးပြောတဲ့စကားဟာမပြည့်စုံဘူးတဲ့မပြည့်စုံဘူးလုံးဝမှန်ကန်တဲ့စကားမျိုးထိမရောက်ဘူးတဲ့တကယ်ပြောတဲ့ပုဂ္ဂိုလ်ဟာတရားမင်းကငါစည်းစိမ်တရားစည်းစိမ်ရကျင်တယ်ဆိုလို့ရကျင်တဲ့ပုဂ္ဂိုလ်ကဥပုသ်ဆောင်ဆိုတာမပြည့်စုံဘူးလို့ဘာကြောင့်ပြောရတာလဲဆိုဥပုသ်သီလဖြင့်တရားတဲ့အစင်မြင့်တဲ့ယာမာတို့တုတ်တိတာတို့နေမာနရတိတို့ပရဏိဝိဒဝတ္တဝတိလို့ဆိုရဲနတ်ပြည်တွေရှိသေးတာအဲ့ဒီနတ်ပြည်တွေကိုပါရောက်နိုင်တာဖြစ်သောကြောင့်တရားစည်းစိမ်ဆိုတာဘလောက်မှအဲ့ဒီအထက်နတ်တွေနဲ့ရှင်လိုက်လို့ရှင်ပြောပလောက်တာမဟုတ်ဘူးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာနဲ့နိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်ပြောပလောက်တဲ့အရာမဟုတ်လို့တရားမင်းပြောတဲ့စကားဟာမပြည့်စုံဘူးအဲ့တော့တကယ်ပြောတဲ့ပုဂ္ဂိုလ်ကတော့ယဟန္တာပုဂ္ဂိုလ်ကပြောရမှာတဲ့ငါလိုယဟန္တာဖြစ်ခြင်းရာဂတွေကုန်စေခြင်းဒေါသတွေကုန်စေခြင်းမောဟတွေကုန်စေခြင်းတန်တရားဝဆင်းရဲကလွတ်ကင်းနေကြလို့ရှင်ဥပုသ်သီလစောင့်သုံးကြပါလို့ယဟန္တာပုဂ္ဂိုလ်ပြောမှပြည့်စုံတဲ့စကားဖြစ်နိုင်တယ်လို့အဲ့ဒါလိုမြတ်စွာဘုရားကဥပုသ်သီလနဲ့ပတ်သက်ပြီးဟောထားတာဟာအလွန်အားကျစရာကောင်းတာပေါ့တို့စောင့်နေတဲ့ဥပုသ်သီလလေးကိုချိုးချိုးနှိမ့်နှိမ့်ဒီလိုပြောစရာမရှိဘူးပေါ့အေးဒီကနေ့ခေတ်မှာဥပုသ်သီလတွေပြည့်ပြည့်ဝဝစောင့်တဲ့ပုဂ္ဂိုလ်ရှိသလိုလျှော့ဈေးနဲ့စောင့်တာတွေကလည်းပဲပေါ်လာကြတယ်နော်ဈေးလျှော့တာတော့ဒီအကျင့်ပါသွားတာနဲ့တူပါတယ်လျှော့ဈေးနဲ့မှရောင်းကောင်းမယ်ဆိုပြီးတော့ဈေးလျှော့ကြတာရှိတယ်ဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံမှာနေတော့ကသီရိလင်္ကာနိုင်ငံမှာဥပုသ်နေ့ဟာလာပြီနေ့တစ်ခုတည်းပဲရှိတော့တယ်တလ၄သတင်းမဟုတ်တော့ဘူးသူတို့ကပိုရဒေးလို့ခေါ်တယ်ပိုရဒေးဆိုတာလာပြီနေ့လို့ဒီလိုဆိုအဲ့ဒီလာပြီနေ့ကြလို့ရှိရင်သီရိလင်္ကာရှိတဲ့ဗုဒ္ဓဘာသာတွေဟာဘုန်းကြီးကျောင်းတွေကိုသွားပြီးတော့ဥပုသ်ဆောင်ကြတယ်သူတို့ရဲ့လှုပ်ထုံးလုံနည်းနေရတော့ဘုန်းကြီးကျောင်းသွားတော့မယ်ဆိုရင်ပိတ်ဖြူဝတ်လာဖိုးသူတော်မဲသူတော်မျိုးပေါ့နော်ပိတ်ဖြူဝတ်လာအမျိုးသားရောအမျိုးသမီးရောအကုန်လုံးပိတ်ဖြူဝတ်လာပိတ်ဖြူဝတ်ပြီးတော့မနေ့စောစောဘုန်းကြီးကျောင်းသွားပြီးတော့အဲ့ဒီမှာတနေ့ကုန်နေကြပြီးတော့ညနေကျတော့ဥပုသ်ကလေးချပြီးအိမ်ပြန်ကြတယ်အဲ့တော့တနေ့မကုန်တဲ့ဥပုသ်ပေါ့နော်ဟိုဘက်မကူဟန်တော့ကြတာပဲအိမ်ပြန်ရောက်တဲ့အခါကျောင်းကတင်မယ်၅ပါးသီလစောင့်တည်ပြီးတော့ပြန်သွားတော့အိမ်ကြတော့စားလို့ရသွားအဲ့တော့အခုလိုတပတ်လည်အောင်စောင့်တာမျိုးမဟုတ်တော့ပဲနဲ့သီရိလင်္ကာနိုင်ငံမှာတော့လာပြီနေ့သာစောင့်တယ်သို့တော့ညနေကျတော့အိမ်ပြန်အိတ်တယ်အိမ်ပြန်ကနေမှ၈ပါးကိုချပြီးတော့၅ပါးနဲ့ပြန်ကြတယ်ဒါကလျှော့ဈေးနဲ့စောင့်တဲ့ဥပုသ်တွေနော်အဲ့ဒီလိုဖြစ်လာတယ်အဲ့တော့ဥပုသ်သီလဆိုတာခုခေတ်မှစောင့်တာမဟုတ်ဘူးသူတော်စင်တွေရှေးခေတ်ကလေးကသူတော်ကောင်းတွေစောင့်ရှောက်လေးရှိကြတဲ့ဥပုသ်စောင့်တဲ့အခါမှာတော့ရည်ရွယ်ချက်အမျိုးမျိုးရှိတယ်
ရွယ်ချက်မျိုးမျိုးနဲ့စောင့်ကြတာဘုရားလောင်းတော်ကြီးပါရမီဖြည့်စဉ်ခါမှလည်းဥပုသ္တိလကိုစောင့်ကြတယ်အဲ့ဒီဥပုသ္တိလနဲ့ပတ်သက်ပြီးစောင့်သုံးကြပုံနဲ့မှတ်တမ်းတင်ထားတဲ့950ဇတ်ထဲမှာမှတ်တမ်းတင်စရာဇတ်တစ်ပုဒ်ရှိတယ်ဥပုသ်တဲ့9ဦးအကြောင်းကိုဖော်ပြထားတာလေဘာကြောင့်ဥပုသ်ဆောင်နေဆိုတဲ့ဥပုသ်တဲ့ရဲ့ရည်ရွယ်ချက်ဥပုသ်ဆောင်သူတို့ရဲ့ရည်ရွယ်ချက်လေးဟာအမှန်တမ်းမှတ်သားစရာကောင်းတယ်ပေါ့တို့တွေဥပုသ်ဆောင်တာဟာဥပုသ်နေကြလို့ဆောင်တာလားသို့မဟုတ်ဘာရည်ရွယ်ချက်ရှိသေးတယ်လဲနိဗ္ဗာန်လိုချင်လို့ဆောင်တာလားနတ်ပြည်လိုချင်လို့ဆောင်တာလားတခုခုဥပုသ်ရဲ့အကျိုးကျေးဇူးကိုဆင်ခြင်သုံးသပ်ပြီးတော့မှဥပုသ်ဆောင်တာပို့ပြီးတော့အနှစ်သာရဘက်ကိုပိုရောက်သွားစေနိုင်တာပေါ့အဲ့တော့အဲ့ဒီပိစုပောတတိကဇတ်မှာဥပုသ်တဲ့9ဦးအကြောင်းမှတ်တမ်းတင်ထားတာလေးရှိတယ်သို့တော့အဲ့ဒီဥပုသ်တဲ့တွေထဲမှာလူသားဥပုသ်တဲ့တွေမဟုတ်ဘဲနဲ့နော်တရိစ္ဆာန်ဥပုသ်တဲ့တွေပါနေတယ်ပေါ့အဲ့ဒီတရိစ္ဆာန်ဥပုသ်တဲ့တွေကြတော့တချို့လူတွေက950တဲ့ပါတဲ့စာကြောင်းလေးတွေကိုပုံပြင်လို့ဒီလိုမှတ်ကြတယ်ပေါ့ပုံပြင်လို့မှတ်ကြတယ်သို့တော်လဲမြတ်စွာဘုရားကအတိတ်ဘဝကတကယ်လှုပ်လာခဲ့တဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတော်စင်သူတော်မြတ်တွေရဲ့လှုပ်ထုံးလုံလေးကျင့်သုံးလိုက်နာပုံကိုမြတ်စွာဘုရားရှင်းပြီးတော့ဟောပြတာသာဖြစ်တယ်ပေါ့တရိစ္ဆာန်ကဒီလိုအသိရှိသလားလို့တချို့လည်းပဲယုံကြည်မှယုံကြမှာပေါ့သို့တော့တရိစ္ဆာန်တွေမှာအသိရှိတယ်ဆိုတာတော့အမှန်တမ်းထင်ရှားပါတယ်အမှန်တမ်းထင်ရှားတယ်ဒီအထူးသဖြင့်လူတွေနဲ့အလွန်ရင်းနှီးတဲ့တရိစ္ဆာန်တွေထဲမှာခွေးတွေရဲ့လိမ္မာမှုဟာတခါတလေလူတွေတဲ့တောင်စွမ်းဆောင်မှုတွေသားနေတာတွေရှိတယ်ပေါ့နော်ခွေးတွေရဲ့စွမ်းဆောင်မှုကြောင့်လူတွေဟာခွေးတွေကို training ပေးပြီးတော့ဒီလောကမှာလူတွေမလုံနိုင်တဲ့အလုပ်တွေကိုလုပ်ခိုင်းနေတာတွေတောင်ရှိနေတော့သူတို့ဟာစွမ်းဆောင်မှုရှိနိုင်တယ်ဒီမလုံဘူးမဖြစ်ဘူးဆိုတာပြောလို့မရဘူးတရိစ္ဆာန်တွေမှာလည်းသူတို့အသိတွေရှိတယ်ဆိုတာဟာထင်ရှားတယ်ပေါ့အဲ့ဒါကြောင့်မို့အခု950ထဲမှာပါတဲ့950ဇတ်တွေထဲမှာပါတဲ့တရိစ္ဆာန်တွေဟာဥပုသ်ဆောင်တယ်ဆိုတာဟာအံ့ဩဖွယ်ရာတစ်ခုတော့ထူးထူးခြားခြားမဟုတ်ဘူးတဘာဝသူတို့ရဲ့စိတ်နေစိတ်ထားတဘာဝရဲ့အလေးအထားအရာသူတို့မှလည်းဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့ဒါဟာအလားတူတဲ့သဘောတရားပေါ့သူတို့ဥပုသ်ဆောင်တယ်ဆိုတာကြောင်းသွားပြီးဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဒီလိုဆိုတဲ့ဥပုသ်မျိုးတော့မဟုတ်ဘူးပေါ့7ပါးသီလကိုပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယာမိလို့အခုလိုပြည့်ပြည့်စုံစုံပြောတဲ့ဥပုသ်မျိုးတော့မဟုတ်ဘူးဒီကနေ့ခေတ်ဘုရားဘာသာဝင်တွေစောင့်တဲ့ဥပုသ်ဟာမြတ်စွာဘုရားပွင့်လာသည့်အတွက်ကြောင့်အလွန်ပြည့်စုံတဲ့ဥပုသ်နော်တကယ်ကိုအစစ်မြင့်တဲ့ဥပုသ်လို့ပြောသို့တော့အစစ်မမြင့်တဲ့ဥပုသ်မျိုးတွေလည်းကိုချင်းတရားလေးတစ်ခုနဲ့နေထိုင်လို့ရှိရင်လည်းဥပုသ်လို့ခေါ်နိုင်တယ်ဆိုတာဟာဒီဇတ်လမ်းအရာမှတ်တမ်းတင်ထားလို့ရတာပေါ့ဥပုသ်ဆိုဒီမှာကောင်းမြတ်တဲ့အကျင့်ကလေးတစ်ခုနဲ့နေထိုင်လို့ရှိရင်လည်းဥပုသ်လို့ဒီလိုပြောရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားပွင့်လာလို့7ပါးသီလနဲ့ပြည့်ပြည့်စုံစုံကျင့်သုံးနေထိုင်တဲ့ဥပုသ်ကြတော့အစစ်မြင့်ဆုံးသီလဥပုသ်လို့ဒီလိုပြောရမှာအခုဘုန်းကြီးတို့တွေအလွန်ကံကောင်းကြသည့်အတွက်ကြောင့်အဆင့်အမြင့်ဆုံးဥပုသ်ကိုစောင့်ဝင်ရကြတာဖះမပွင့်တဲ့အချိန်ဆိုလို့ရှိရင်အခုလိုအဆင့်မြင့်ဆုံးဥပုသ်မဟုတ်ဘူးတာမန်ဥပုသ်ကလေးတွေသာစောင့်ဝင်ရကြတယ်လို့ဒီလိုပြောရမှာပေါ့အေးပင်စုပောတတိကစပင်စဆိုတာငါဥပောတတိကဆိုတာဥပုသ်တဲ့9ဦးတို့ရဲ့အကြောင်းအဲ့ဒါကိုမှတ်တမ်းတင်ထားတာလေးကိုဒီကနေ့ကြည့်မယ်ဆိုရင်ဥပုသ်ဘာကြောင့်စောင့်ကြတယ်ဆိုတဲ့အဓိပ္ပာယ်လေးဟာပေါ်လွင်ထင်ရှားလာမှာဖြစ်တယ်ပေါ့အဲ့ဒီထဲမှာအခုဗဒ္ဓကဘာမှာပဲဂေါတမဗုဒ္ဓရဲ့အလောင်း200ဟာလူဘဝရောက်လို့နောက်ဆုံးမှာလူလောကကိုရှောင်ရှားလို့ယသိသူတော်စင်ဖြစ်ဟိမောတာတောင်ချေမှာတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်တော့ဇံအဘိညာဉ်တွေရပြီးတော့တ
တောရကျောင်းတစ်ခုမှာနေတဲ့ဘဝလေးပေါ့သို့တော့ယသိကျောင်းလေးမှာနေထိုင်တဲ့အချိန်မှာသူဟာအလွန်အဆင့်မြင့်တဲ့အမျိုးကမွေးဖွားလာတာဖြစ်သောကြောင့်ဇာတိမှန်အလွန်ကြီးတယ်ဘယ်သူကိုမှလူချင်းတောင်ဘယ်သူကိုမှလူမထင်တဲ့ပုဂ္ဂိုလ်မျိုးဇတ်မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်လာသည့်အတွက်ကြောင့်ဇာတိမှန်အလွန်ကြီးမားတယ်သူကိုယ်သူအဆင့်မြင့်တယ်ဆိုပြီးသူနဲ့ဓာန်တူပုဂ္ဂိုလ်မရှိဘူးလို့မာမနာကြီးတစ်ခွဲသားဝင်နေတယ်ယသိဘဝရောက်တော့လဲအဲ့ဒီမာမနာကိုသူမချဘူးသူ့ရဲ့သင်္ကန်းကျောင်းမှာသူတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်နေတော့လဲသူ့ရဲ့မျိုးရိုးဇာတိနဲ့ပတ်သက်လာလို့ရှင်လုံးဝအထိမခံတဲ့အနေအထားမျိုးသူရှိတယ်ပေါ့အဲ့ဒါလို့ဘုရားလောင်းယသိဟာသင်္ကန်းကျောင်းမှာနေထိုင်ရင်သူ့ရဲ့မေတ္တာစွမ်းအားကြောင့်သူနေတဲ့အနီးအနားမှာဒီတောထဲကတရားဝါတွေလို့ဆိုရမယ်တောထဲကတရားဝါတွေသူနေတဲ့ယသိသတင်းသုံးနေထိုင်တဲ့နားကဝါယုံပေါ်မှာခိုးစနီးမောင်နှံရှိတယ်သို့တော့အဲ့ဒီဇလန်းထဲမှာခိုးဆိုတဲ့တတ္တဝါဟာခဏမှတစ်ပင်ပေါ်မှာနေတာမရှိဘူးနော်မြန်မာပြည်မှာရှိတဲ့ခိုးတွေဟာဖျားပေါ်ရင်လည်းဖြစ်မယ်ကြောင်းပေါ်ရင်လည်းဖြစ်မယ်ဂျပန်နိုင်ငံသွားတော့ခိုးတွေတွေ့တော့လည်းပဲဖျားတို့ကြောင်းတို့အဆောက်အဦတွေပေါ်မှာပဲနေတာများတယ်ခဏခေတ်တစ်ပင်ပေါ်နေတဲ့ခိုးဆိုတာဘုန်းကြီးတော့မမြင်ဘူးသေးဘူးဂျာမနီနိုင်ငံရောက်တဲ့အခါမှာလဲကိုတဲတဲ့အိမ်သားမှာပတ်ဝန်းကျင်ကြည့်လိုက်တော့အိမ်အမိုးတွေပေါ်မှာခိုးတွေရှိခိုးတွေတွေ့နေရတယ်အဲ့ဒါလို့အေးတဲ့နိုင်ငံတွေမှာလည်းပဲခိုးတွေဟာအိမ်အမိုးပေါ်မှာပဲနေကြတယ်မြန်မာနိုင်ငံမှာသာအိမ်အမိုးတွေပေါ်မှာနေတာမဟုတ်ဘူးဒီပြင်နိုင်ငံတွေမှာလည်းအိမ်အမိုးတွေပေါ်မှာနေတယ်သို့တော့ဒါကလူနဲ့နီးစပ်တဲ့ခိုးတွေကိုသာကိုယ်အသိတာတောထဲမှာခိုးရိုင်းနေကြတော့နားเสียသူတို့မှာအိမ်ဆိုတာလူတွေနေတဲ့အိမ်မရှိသည့်အတွက်ကြောင့်တစ်ပင်ပေါ်မှာနေကြတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီယသိရဲ့အကြောင်းလေးကလည်းနေလောက်အောင်အမိုးကဆောက်ဦးကကြီးတာမဟုတ်သည့်အတွက်ကြောင့်အဲ့ဒီယသိသင်္ကန်းကျောင်းလေးရဲ့အနီးနားမှာဝါယုံကြီးတစ်ခုရှိတယ်အဲ့ဒီဝါယုံကြီးပေါ်မှာခိုးစနီးမောင်နှံခိုးနှကောင်အဲ့ဒီမှာနေတယ်လို့ဒီလိုပြောတယ်အဲ့ဒါလိုပဲအနီးနားကတောင်ပေါ်ထဲမှာလည်းပဲမွေးဟောက်ကြီးတစ်ကောင်ကအဲ့တောင်ပေါ်ထဲမှာနေတယ်တခါခြုံတချုံအောက်မှာဝက်ဝံတစ်ကောင်လည်းရှိတယ်နောက်ခြုံတချုံအောက်မှာတော့မြေခွေးတစ်ကောင်နေတယ်ရသိလေးရဲ့သင်္ကန်းကျောင်းဘုရားလောင်းရသိရဲ့သင်္ကန်းကျောင်းအနီးမှာအခုလိုတရိษံ၄မျိုးဟာအနီးပါးမှာနေကြထိုင်ကြတာရှိတယ်တဲ့အဲ့ဒါလို့နေရင်ထိုင်ရင်ကနေတနေ့ကျတော့အစာရှာမသွားကြပဲနဲ့ခိုးကလည်းပဲဘုရားလောင်းသင်္ကန်းကျောင်းအနီးနားမှာပြန်ချလို့ခိုးတကောင်ကကြံမှိုင်ပြီးတော့တကောင်နဲ့လာနေတာကိုတွေ့ရတယ်မွေကြီးတကောင်ကလည်းအစာရှာမထွက်တော့ပဲနဲ့အဲ့ဒီအချိန်မှာငိမ့်ဝဝနဲ့ခွေပြီးတော့ခေါင်းလေးချပြီးတော့နေတာဘုရားလောင်းယသိအနိနာမှာလာခွေးနေတာကိုတွေ့ရတယ်မြေခွေးတစ်ကောင်ကလည်းပဲခါတိုင်းလိုရောက်ရက်ခတ်ပြီးအစာလိုက်ရှာပြီးတော့မနေပဲနဲ့ဒီကနေ့မှာအဲ့သင်္ကန်းကျောင်းမှာငိမ့်လေးလာပြီးတော့ဝတ်နေတာတွေ့ရတယ်ဝက်ဝံတစ်ကောင်ဟာလည်းပဲထို့တူပဲဘသူကမှအန္တရာယ်မပြုဘဲနဲ့အဲ့ဒီနားမှာလာပြီးတော့ဝတ်နေတာကိုတွေ့ရတယ်အဲ့ဒီအချိန်လေးမှာဘုရားလောင်းကသူကဒီတရားဝါလေးတွေနဲ့ယင်ပါပြီးတော့တွေ့နေကြဖြစ်သည့်အတွက်ကြောင့်တရားဝါလေးတွေနဲ့ယင်ပါနေတယ်ယင်ပါနေတော့ခါတိုင်းအစာရှာသွားကြရဲ့တန်းနဲ့ဒီကနေ့မှာတော့ဘာဖြစ်လို့အစာရှာမသွားကြတာလဲဆိုတဲ့သူကောင်းအတွေးမှကြည့်ပြီးခိုးကလေးကိုမေးကြည့်တယ်တဲ့ဘုရားလောင်းကခိုးလေးကိုပထမဆုံးစပြီးတော့မေးတာနော်အေးခိုးကလေးဟာထူးထူးဆန်းဆန်းခါတိုင်းဆိုရင်ဒီအချိန်မှာဒီနာမရှိဘူးပြန်တန်းပြီးတော့အစာရှာပြီးတော့အစာစားနေတဲ့အချိန်ဖြစ်တယ်အခုဒီနေ့ကျတော့ငြိမ်သားကောင်းလာကြီးလား
ငြိမ်ပြီးတော့အဲ့ဒီမှာသုံးလိုက်တဲ့စကားလုံးကတော့ဘာဖြစ်လို့မင်းဒီနေ့ဥပုသ်ဆောင်တာလဲဘာဖြစ်လို့ငြိမ်နေတာလဲလို့ပြောတာနော်အစာရှာမသွားဘဲနဲ့အစာမစားဘဲနဲ့ဘာဖြစ်လို့ဒီကနေ့ဥပုသ်ဆောင်နေရတာလဲလို့ဆိုတော့အဲ့ဒီခိုကဘုရားလောင်းကိုပြောတယ်ဒါကတခါတရံကြတော့တရိစ္ဆာန်တွေကလူစကားပြောတတ်သလားလို့950ဆက်တဲ့ဖတ်တဲ့ပုဂ္ဂိုလ်တွေကတွေးကောင်းတွေးမိလိမ့်မယ်သို့တော်လဲဖះလောင်းနေရဲ့သူပြောလို့တဲ့သူတို့အမူအရာကြည့်ပြီးတော့သူတို့ပြောလို့တဲ့စကားကိုတရုပ်ဖော်ပြီးတော့ပြောတာလည်းဖြစ်နိုင်တယ်သို့မဟုတ်သူတို့အတန်ကိုကြည့်ပြီးတော့အတန်နားလေတာမျိုးတွေလည်းရှိတယ်ဗေမိတာရမင်းကြီးဆိုလို့ရှိရင်တရိစ္ဆာန်ရဲ့အတန်ကိုနားလေတဲ့အတတ်ပညာရှိတယ်အဲ့ဒါလိုပဲဖះလောင်းနေဟာတရားဝါတွေရဲ့အတန်အမူအရာကိုကြည့်ပြီးတော့အဓိပ္ပာယ်ပုံဖော်တာလည်းဖြစ်နိုင်တယ်ပေါ့တကယ်တော့လူတွေပြောသလိုခု950ဇာတ်ထဲမှာမှတ်တမ်းတင်ထားသလိုသင်္ကာလောဂါထမဟာမြေခွေးကဂါထာရွတ်ပြီးတော့ပြောတယ်ဆိုတာဘယ်မြေခွေးကဂါထာရွတ်နိုင်မလဲသို့တော့ဒီအဓိပ္ပာယ်မျိုးပြောတယ်လို့ပဲယူရမှာဖြစ်တယ်ပေါ့နှစ်မကြာခင်တုန်းကရွှေကျဲရဲ့ဘက်မှာကြောင်ကလူစကားပြောတယ်ဆိုပြီးတော့သတင်းကြည့်လိုက်သေးတယ်နော်သတင်းကြည့်လိုက်တော့သွားကြည့်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အတန်သွင်းယူတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီကြောင်ကိုမွေးထားတဲ့လူကမင်းနာမည်ဘယ်သူတုံးလို့ဆိုတော့ကြောင်ကអော်လိုက်တာရန်အောင်လို့អော်တယ်အဲ့ဒါနဲ့လူစကားပြောတယ်ဆိုပြီးတော့တော်တော်လေးလူတွေကသွားကြလာကြတွေဖြစ်တယ်ပေါ့ကြောင်ကတော့ညောင်လို့ပဲអော်လိုက်တာနဲ့တူပါတယ်ဒါပေမဲ့ကြားတဲ့လူကရန်အောင်ဆိုကြောင်နာမည်ကရန်အောင်ကိုလို့ဆိုပြီးတော့လူစကားပြောတယ်ဆိုပြီးတော့လူတွေသွားကြတယ်အဲ့ဒါမျိုးတော့ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်အခုလဲခိုလေးဟာငြိမ်ငြိမ်စိမ့်စိမ့်နေတဲ့အခါကျတော့မင်းဒီနေ့ငြိမ်သားကောင်းလာကြည်လားဘာဖြစ်လို့မင်းဥပုသ်ဆောင်တာတော့ဆိုတော့ခိုလေးကသူ့ရဲ့ကြေကွဲဝမ်းနည်းဖွယ်ရာအကြောင်းလေးကိုပြောပြပြီးဘယ်လိုပြောပြတော့ဆိုတော့သူဟာနာနဲ့မို့တော့အလင်းရောက်တဲ့အခါသူ့ရဲ့ဒီအတူတကွနေပေါ်ဇနီးခိုနဲ့နှစ်ဦးသားအစာရှာထွက်ကြတယ်တဲ့အဲ့ဒါလို့အစာရှာထွက်တဲ့အခါမှာကောင်းကင်ကဝဲနေတဲ့သိမ့်ငယ်ကြီးတစ်ကောင်ကခိုးမလေးကိုဖမ်းယူပြီးတော့တတ်စားလိုက်တယ်အဲ့ဒီမှာသူလဲထိတ်ထိတ်ပြပြဖြစ်ပြီးတော့စိတ်သောကတွေရောက်ပြီသူ့ရဲ့ခိုးမလေးသေဆုံးသွားတဲ့အပေါ်မှာယူကျုံမရဖြစ်လာအဲ့ဒီယူကျုံမရဖြစ်သည့်အတွက်ကြောင့်သူဟာသူနဲ့ကြွေကွင်းရတဲ့ဒီတောကကိုမထိန်နိုင်တဲ့အခါခံစားရတော့သူ့စိတ်ထဲမှာဘလို့ထင်တော့ဆိုရင်ငါတွေ့တာမှုတွေလာလို့ရှိရင်ငါအခုလို့စိတ်ဆင်းရဲရမှာပဲသူ့အပေါ်မှာတွေ့တာလို့ငါစိတ်ဆင်းရတာဒါကြောင့်မို့လို့ရာဂောမမမာပုဏ္ဏရာဂမိခုလိုတွေ့တာတဲ့စိတ်တွေငါထပ်မဖြစ်ပါစေနဲ့တွေ့တာတဲ့စိတ်တွေကိုထိမ့်ဖို့ဆိုပြီးတော့အဲ့ဓာတွေကိုကြိတ်မိတ်ပြီးထိမ့်တဲ့အနေနဲ့သူဥပုသ်လာဆောင်တာပါလို့ဟောသူ့ရဲ့ရည်ရွယ်ချက်လေးကအမြဲတမ်းကောင်းတယ်ရာဂဆိုတဲ့တွေ့တာမှုတတ်မဲ့မှုကြောင့်သူအခုလိုတန်ရောစဉ်ဖြစ်နေလို့သာတောကဖြစ်ရတာအကယ်၍တန်ရောစဉ်မရှိဘူးဆိုရင်သူတောကဖြစ်မှာမဟုတ်ဘူးတဲ့ခိုးမလေးပေါ်မှာတန်ရောစဉ်ကြီးမားခဲ့သည့်အတွက်ကြောင့်သူအခုလိုတောကတွေဖြစ်ရတယ်ဒီရာဂမျိုးသူ့ထံမှာနောက်ထပ်မလာအောင်လို့ဆိုပြီးတော့ဒီကနေ့အစာမစားတော့ဘဲနဲ့ဒီအတွေးလေးနဲ့သူဟာနေပါတယ်လို့ဒါကြောင့်ဥပုသ်ဆောင်ပါတယ်လို့ဒီလိုပြောတယ်အဲ့တော့ဒီအချက်ကိုကြည့်လိုက်မယ်ဆိုရင်သူတော်စင်သူတော်မြတ်တွေဥပုသ်ဆောင်တယ်ဆိုတာတခုခုနှိပ်ကွက်ဖို့အတွက်ကိုယ်မှာဖြစ်ပေါ်နေတဲ့အရာဝတ္ထုတစ်ခုကိုနှိပ်ကွက်ဖို့အတွက်ကိုယ့်ကိုဒီနောက်မဖြစ်ရအောင်ဆိုတဲ့အနေအထားမျိုးထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်ဥပုသ်သီလကိုစောင့်နေရှိကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နော်ကိုယ့်ရဲ့ဒီဥပုသ်ဆောင်ခြင်းရဲ့ရွယ်ချက်တစ်ခုအနေနဲ့အဲ့တော့ဘုရားလောင်းကကျင်နာယူရစွာခိုလေးကိုမေးပြီးတဲ့အခါမှာအနာနာမှာခွေအိတ်နေတဲ့မွေးဟောက်ဒီ
တောင်မိုးတွေကထွက်လာပြီးအနီးနားမှာခွေးနေတဲ့မွေဟောက်ကိုကျဉ်ကျဉ်နာနာလေးနဲ့မေးတယ်ဘာဖြစ်လို့အစာမစားဘဲနဲ့မင်းအရောခွေးနေရသလဲဘာဖြစ်လို့ဥပုသ်ဆောင်ရသလဲလို့မေးတဲ့အခါကျတော့သူကပြောတယ်သူဟာအဖြစ်ပြက်တစ်ခုကြောင့်စိတ်မကောင်းဖြစ်ရတယ်ဘာအဖြစ်ပြက်တုံးဆိုတော့သူနေတဲ့တောင်ဖို့ရွာတွေကလူတွေကိုးကွယ်တဲ့နွားလာဥဒ္ဓဖကိုလုံးဆွတ်ဆွတ်ဖြူနေတဲ့နွားလာဥဒ္ဓဖကြီးဟာလာပြီးတော့ဂျိုသွေးတယ်လာပြီးတော့ဂျိုသွေးတယ်အိန္ဒိယနိုင်ငံကနွားကိုကိုးကွယ်တယ်ဆိုတာသိထားတော့ဒီဇလန်းဟာဒီနွားကိုသူတို့ကနွားလာဥဒ္ဓဖတွေကိုတန်မိုးထားလေးရှိကြတယ်ပေါ့နွားဒီကြီးတွေကိုတန်မိုးထားတယ်အဲ့ဒီနွားကြီးဟာရွာထဲကနေထွက်လာပြီးတဲ့ခါမှာတွန်ပြီးတော့တောင်မိုးကြီးကိုဂျိုနဲ့ခွေအဲ့ဒီလိုခွေတဲ့အချိန်မှာမွေဟောက်ကတောင်မိုးထဲဝင်မလို့အလားနွားလာဥဒ္ဓဖကမွေဟောက်ကိုတက်ပြီးတော့နင်းလိုက်မိတယ်အဲ့ဒီလိုနင်းလိုက်တော့မွေဟောက်ရဲ့အမီးကိုနင်းမိတဲ့အခါမွေကြီးကအမတန်မှနာတော့စိတ်ဆိုးတယ်စိတ်ဆိုးတာနဲ့နွားကြီးကိုပေါက်လိုက်တယ်ပေါ့ပေါက်လိုက်တော့အဲ့ဒီနွားကြီးဟာတောင်ပေါ်နားမှာပဲမွေစိတ်တက်ပြီးတော့တေပွဲဝင်သွားတယ်အဲ့ဒီချိန်မှာရွာလုံးကျွတ်ထွက်လာကြပြီးတော့နွားကြီးတေဆုံးတဲ့ပုံမှာလူတွေဟာစိတ်မကောင်းဖြစ်ကြပြီးအဲ့ဒီနွားသေးကြီးကိုသူတို့နွားသားမစားတဲ့လူတွေပေါ့နော်နွားသေးကြီးကိုကျင်းတူးပြီးတော့မြုပ်ပြီးပူဇော်ပြီးတော့သွားကြတယ်တဲ့အဲ့ဒါတွေအဖြစ်အပျက်တွေကိုကြည့်ပြီးတော့အော်ငါစိတ်ဆိုးမှန်ဆိုလုံးမိတယ်စိတ်ဆိုးမှန်ဆိုလုံးမိသည့်အတွက်ကြောင့်နွားကြီးသေရှာရတယ်နွားသေးုံနေမကဘူးတရွာလုံးဟာယူကျုံမရလူတွေဟာငိုကြယိုကြနဲ့နွားအတွက်သူတို့ဟာကြေကွဲကြရတယ်အဲ့တော့ငါရဲ့ဒေါသဟာအင်မတန်မှဆိုးတာပါလားဒေါသအလျောက်ငါလုံမိတာမကောင်းဘူးဒါကြောင့်မို့ဒီလိုဒေါသထွက်ခြင်းဟာနောက်တစ်ခါမဖြစ်ရအောင်လို့ဆိုပြီးဒီကနေ့အစာမစားတော့ပဲနဲ့ဒေါသကိုနှိပ်ကွက်တဲ့အနေနဲ့သူဥပုသ်ဆောင်ပါတယ်လို့မွေကြီးကဒီလိုပြောတဲ့အဲ့ဒါလို့ပြောတဲ့အခါမှာမွေကြီးအကြောင်းကြားရပြီးတဲ့အခါမှာဘုရားလောင်းရသေးကမေးပြန်တယ်အနာနာမှာဝတ်နေတဲ့မွေကြီးမြေခွေးကိုမေးတယ်မြေခွေးမင်းကတော့ရောဘာမှအစာမစားပဲနဲ့ခါတိုင်းဆိုရင်မင်းအမီးလေးတရမ်းရမ်းနဲ့အစာစားလို့လိုက်ရှာနေတယ်အခုဒီနေ့ဘာမှမစားပါလားဘာဖြစ်လို့မင်းဥပုသ်ဆောင်ရသလဲလို့မေးတဲ့အခါမှာသူကပြောတယ်သူ့ရဲ့အဖြစ်အပျက်ကလေးအတွေ့အကြုံလေးတစ်ခုကိုပြောတယ်သူဟာ4-50ရက်မကပျောက်ဆုံးနေတယ်ဒီမွေမြေခွေးလေးကအဲ့ဒီပျောက်ဆုံးနေတာကိုလည်းတတိယမိတယ်ပေါ့သူပဲပျောက်သွားတော့ဆိုတရက်မှာတောထဲမှာအစာရှာရင်းနဲ့စင်သေးကောင်ကြီးတစ်ကောင်သွားတွေ့တယ်စင်သေးကောင်ကြီးတစ်ကောင်တွေ့တဲ့အခါမှာစင်သေးကောင်ကြီးကိုလှက်ပတ်ကိုက်ကြည့်တယ်ဘယ်နှမှာကိုက်လို့မရဘူးနောက်ဆုံးကြတော့ဓွာရပေါက်နားမှာကိုက်လိုက်တဲ့အခါကျတော့အီဆက်ဆက်ဖြစ်ပြီးအဲ့ဒီဓွာရပေါက်နေရာကနေကိုက်ပြီးတော့သူကစားတယ်စားတဲ့အခါမှာအခေါင်းဖြစ်သွားတော့သူ့စိတ်ထဲမှာအတော့ကိုဝမ်းသာတယ်စင်ကောင်ကြီးကအကြီးကြီးငါတသက်တာတော့ဖူလုံးပြီဘယ်မှသွားစရာတော့မလိုဘူးရေစားရင်လည်းစင်သွေးတောက်ရုံပဲအစာစားရင်လည်းစင်သားစားရုံပဲဆိုပြီးတော့စင်ကြီးရဲ့ဒီမစင်စွန်းတဲ့အပေါက်ကနေကိုက်သွားလိုက်တာနောက်ဆုံးမှဝန်းထဲထိအောင်ရောက်သွားတယ်သူကအဲ့ဒီကနေဝတ်ပြီးတော့ကိုက်နေ့စဉ်နဲ့အမျှစားတဲ့အခါမှာဆင်းရဲဝမ်းကောင်းတဲ့သူရောက်သွားတယ်ရောက်သွားတော့သူကဟန်ကြတယ်လုံလုံချုံချုံဆင်းဝမ်းကောင်းတဲ့မှာသူနေတယ်စားစရာရှင်ဆင်းဥတွေတို့ဘာတို့အသေးတွေစားအဲ့ဒီလိုနဲ့နေတဲ့အခါကျတော့နေပူတဲ့အခါကျတော့တဖြည်းဖြည်းသူကိုက်ပြီးတော့ဝင်လာတဲ့အပေါက်ကြီးကရှုံပြီးတော့ပိတ်သွားတယ်ဆင်းသေးရေးဆိုတာအလွန်ထူတယ်လေရှုံပြီးတော့ပိတ်သွားတဲ့အခါမှာအမောင်ကြီးဖြစ်သွားတယ်မောင်ဖြစ်သွားတော့သူကြောက်တယ်အဲ့ကြတော့ထွက်ပေါက်ကရှာမရဘူးဟိုတိုးဒီတိုးနဲ့အဲ့ဒါလို့ထွက်ပေါက်ရှာမရတဲ့အခါငွေခွေးဟာရောက်ရက်ခတ်ပြီးတော့နေရာနေပြီးတော့မိုးကြီးရွာချလိုက်တဲ့အခါကျတော့ခုနကနေပူလို့ရှုံပြီးတော့ပိတ်သွားတဲ့အပေါက်ကပြန်ပြီးတော့မိုးရီတွေဆိုတဲ့အခါကျတော့ပြန်ပွင့်လာတယ်
အဲ့ဒီကြတော့မှသူကဟာအလင်းရောင်တော့ရပြီဒီအပေါက်ကနေငါထွက်မှာပဲဆိုပြီးတော့အားကုန်နောက်ဆုတ်ပြီးတော့ဆင်ရဲ့မစင်စွန်းတဲ့အပေါက်ကနေပြီးတော့တိုးထွက်လိုက်တာသူရှိတဲ့အမွှေးတွေရောအကုန်ပြုတ်ထွက်ကုန်တယ်မဟုတ်နော်ရေခွေးဟာရုပ်ပြက်ဆင်းရဲဖြစ်ပြီးတော့လွတ်ပြီးကျွတ်ပြီးဆိုပြီးနောက်ကိုလှည့်မကြည့်တော့ဘူးလှည့်မကြည့်တော့ဘဲနဲ့အဲ့ဒါထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးတော့ခုနကရသေးရသင်္ကန်းကျောင်းသားမှာသွားပြီးသူဟာစိတ်ပြက်လက်ပြက်နေရင်ကနေဩငါလောဘကြီးလို့လောဘကိုကြောင်းပြုတ်ပြီးတော့ငါဒီလိုဖြစ်တာပါလားအစာစားဖို့အတွက်ခါတိုင်းလိုကိုစားနေကြအစာစားရင်ဟုတ်ကဲ့တန်းနဲ့စင်သေးကောင်ကြီးကိုကြည့်ပြီးတော့ငါအစာရတယ်ဆိုပြီးတော့လောဘတက်မိတယ်အဲ့ဒီလောဘကြောင့်ငါဟာဒီဒုက္ခကြုံရတယ်နောက်ဘယ်သောအခါမှစင်သေးကောင်ရဲ့ဝမ်းပိုက်ထဲကိုငါမဝင်တော့ဘူးဒီလောဘလည်းငါတဏ္ဍာမှာဘယ်တော့မှပြန်မဖြစ်စေတော့ဘူးဒီလောဘကိုငါနှိပ်ကွက်မှာပဲဖြစ်တော့မယ်အဲ့ဒီလောဘငါစီဘယ်တော့မှပြန်မလာပါစေနဲ့ဆိုပြီးတော့အဲ့ဒီသူလောဘကြီးခဲ့တဲ့သူလောဘကိုပဲပြန်အပြစ်တင်ပြီးတော့ဒီကနေ့အစာမစားတော့ဘဲနဲ့ဥပုသ်ဆောင်တာတဲ့ဒါကမြေခွေးကဥပုသ်ဆောင်ခြင်းအကြောင်းတစ်ခုပဲအဲ့ဒါလို့မြေခွေးကိုမေးပြီးတဲ့အခါကျတော့ဝက်ဝံကိုမေးတယ်ဝက်ဝံဆိုတဲ့ကောင်တွေကတောင်ပိုးတွေမှာရှိတဲ့ခြတွေတို့ပရွက်တွေတို့အဲ့ဒါမျိုးတွေလည်းလိုက်စားတယ်ဒီဝက်ဝံဆိုတော့ခါတိုင်းဆိုလို့ရှိရင်တောင်ပိုးတွေမှာသူကခြတွေပေါ်ဝဲစိတ်တွေကိုစားတယ်အခုဒီနေ့ကျတော့စားစားလောင်လောင်မစားဘဲနဲ့ငြိမ်ဝတ်ပြီးတော့ယသိအနီးနားမှာလာပြီးတော့ဝတ်ပြီးတော့နေတာဟာမင်းဘာဖြစ်လို့ဒီကနေ့အစာမစားသလဲလို့ယသိကမေးတဲ့အခါကျတော့သူကဘာပြောတော့ဆိုတပည့်တော်တဲ့သူပြောပုံကလောဘကြီးပြီးခါတိုင်းတောထဲမှာပဲအစာရှာစားတော့လဲတရက်ကြတော့သူလောဘကြီးပြီးတော့လူတွေရဲ့အနီးပါရွာတွေဘက်ကိုသူရောက်သွားမိတယ်လောဘတက်ပြီးတော့ရွာတွေဘက်ရောက်သွားတဲ့အခါကျတော့ဝက်ဝံကိုမြင်တဲ့အခါလူတွေကဝိုင်းပြီးတော့လိုက်ကြတယ်လိုက်ပြီးတော့ဝက်ဝံကိုလေးတွေနဲ့ပြည့်မြားတွေနဲ့ပြည့်နဲ့ဒီလိုဝိုင်းဝန်းပြီးတော့နှိပ်စက်ကြတဲ့အခါမှာအဲ့ဒီဝက်ဝံဟာအသက်ဘေးကလူပြီးတော့သူဟာထွက်ပြေးလာခဲ့ရတယ်ပေါ့ထွက်ပြေးလာခဲ့တာငါလော်လီလို့ကိုစားနေကြနေရာမှာစားစရာရှိပါရဲ့တန်းနဲ့လော်လီပြီးဒီတဲ့ကောင်းတဲ့အစာတွေ့လို့တွေ့နိုးနဲ့ရွာတွေအနီးချင်းကပ်မိတာငါကံကောင်းလို့အသက်မသေးတယ်ဒီလိုချင်တဲ့လောဘအလွန်လောဘကြီးခြင်းဟာမကောင်းဘူးဒီလောဘကြီးခြင်းနောက်တစ်ခါငါဘယ်တော့မှမဖြစ်ပါစေနဲ့ဆိုတဲ့အလွန်လောဘကြီးမှုကိုချိုးနှိမ်ဖို့အနေနဲ့သူဟာဥပုသ်ဆောင်ပါတယ်လို့ဘယ်မှမသွားတော့ပဲနဲ့ဥပုသ်ဆောင်ပါတယ်လို့ဒီလိုဝက်ဝံကလည်းပဲဖះလောင်းရသေးကိုအတိတ်ပဲနဲ့ပြောဆိုတယ်အဲ့ဒါလို့ပြောဆိုပြီးတဲ့အခါမှာတရိษံ၄ကောင်ကသူတို့ဥပုသ်ဆောင်ရခြင်းအကြောင်းတွေကိုပြောဆိုပြီးတဲ့အခါမှာရသေးကလည်းအဲ့ဒီအချိန်မှာတစ်သီးမရှာပဲနဲ့သူလည်းငြိမ့်နေတာကိုသစ်ပင်အောက်မှာထိုင်ပြီးတော့ငြိမ့်နေတယ်ငြိမ့်နေတော့သူ့ကိုမေးကြတယ်ရှင်ရသေးရောဘာဖြစ်လို့ငြိမ့်နေတာလဲလို့ဆိုရသေးကလည်းသူ့အကြောင်းသူရှိတယ်အဲ့ဒီနေ့သူစိတ်မကောင်းကြံ့ရက်ခဲ့တာဘာလဲလို့ဆိုအဲ့ဒီရသေးကဘုရားလောင်းရသေးကမာနတားကြီးတာမာနတားကြီးတော့ဒီမာနကိုကြီးတာတွေကိုဘယ်သူကသိတော့ဆိုပိစိကဗုဒ္ဓတဆူကနေပြီသူ့အကြောင်းကိုသိတော့သူ့အကြောင်းသိတော့ငါတတိပေးဥမှပဲဆိုပြီးတော့သူထိုင်တဲ့တစ်ပင်အောက်ကကြောက်ဖြာပေါ်သူထိုင်ငင်းပေါ်မှာပိစိကဗုဒ္ဓကယုတ်တရက်ကြွလာပြီးတော့အဲ့မှာထိုင်နေတယ်သူကတဏှာသွားပြန်လာတဲ့အခါကျတော့ပိစိကဗုဒ္ဓထိုင်နေတာမြင်တဲ့အခါကျတော့နှင်ထုတ်တယ်မကြိုက်ဘူးသူနေရာလာထိုင်တာသူလိုဇက်မြင့်ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သူနေရာမှာလာထိုင်တော့ဒီလိုအောက်တန်းချတဲ့ပုဂ္ဂိုလ်တယောက်ဟာငါနေရာမှာစောစောကားကားတက်ထိုင်ရမလားလို့ဆိုရင်မာနတွေဖြစ်တယ်အဲ့ဒီလိုမာနတွေဖြစ်လာတဲ့အခါကျတော့ပိစိကဗုဒ္ဓကအေးဆေးဆေးပဲဒီလောက်ကြီးလဲမာနမကြီးပါနဲ့ရှင်ရသေးဟာတာမန်ပုဂ္ဂိုလ်မဟုတ်ပါဘူးတဲ့ဒီဗဒ္ဓကဘာမှာပဲဒီဖရာအဖြစ်ရောက်မဲ့ဖရာလောင်းဖြစ်ပါတယ်
အဲ့ဒါကိုယ့်ကိုယ်တတိယပါဖះလောင်ဖြစ်တဲ့အခုလိုမာမာနကြီးတာဟာမကောင်းဘူးလို့ပြောပြီးတဲ့အခါမှာဘာလို့တုံဆိုရင်ပိစိကဗုဒ္ဓရှင်မြတ်ကသံသမဘာဝင်စားပြီးကောင်းကင်ပြန်တက်ပြီးတော့သူ့ခေါင်းပေါ်ကနေပြီးတော့သူ့ခေါင်းပေါ်မှာခြေပမုံသာချသွားတယ်လို့ခြေပေါ်ကအမုံတွေကိုခါချလိုက်တယ်လို့ခံစားလိုက်ရတယ်သူ့ခေါင်းပေါ်ကနေကြော်ပြီးတော့ကောင်းကင်ကိုပြန်တက်သွားတာကိုသူမြင်လိုက်ရတယ်အဲ့ဒါလို့မြင်လိုက်ရတဲ့အခါကျတော့ဒါလောက်လေးလံတဲ့ခန္ဓာကိုယ်ကြီးနဲ့ကောင်းကင်ကိုပြန်သွားတာအဲ့ဒီမှာသူထိတ်လန့်သွားတယ်ပိစိကဗုဒ္ဓပြောတာဘယ်တော့ဖျားဖြစ်မယ်လို့လဲသူမမေးမိဘူးဘယ်လိုဖြစ်မယ်ဆိုတာလဲသူမမေးမိဘူးမာမာနတွေကြီးပြီးတော့သူ့နေရာထိုင်ရမလားလို့ဆိုပြီးတော့ရန်တွေ့ပြီးတော့လွတ်လိုက်တာကိုအဲ့ဒီလိုမာမာနတွေကြီးတာအကြောင်းမို့ပိစိကဗုဒ္ဓနဲ့တွေ့ရတဲ့နဲ့ဘယ်တော့ဖျားဖြစ်မယ်ဆိုတာကိုသူမမေးလိုက်ရဘူးလို့နောင်တကြီးစွာရပြီးတော့ဒီမာနငါမှာဒီထပ်ပြီးတော့ဖြစ်လာမယ်ဆိုလို့ရှိရင်ဒီမာနတရားဟာအလွန်ဆိုးတယ်ဒါကြောင့်မို့ဒီမာနတရားငါစီနောက်ထပ်ဘယ်တော့မှမဖြစ်ပါစေနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ငါလည်းပဲဒီနေ့ဥပုသ်ဆောင်တာပါလို့ဘုရားလောင်းကအဲ့ဒီလိုပြောတယ်အဲ့တော့ဒီပုဂ္ဂိုလ်တွေဟာတာမန်ပုဂ္ဂိုလ်တွေတော့မဟုတ်ဘူးအလောင်းတော်တွေကြီးပဲရှင်မာကတ္တဗတို့ရှင်အနုရုဒ္ဓတို့သူတို့အလောင်းတွေပဲနောက်တစ်ခါရှင်မောဂလန်တို့ရှင်သာရိပုတ္တရာတို့ဘုရားအဲ့ဒီလိုပါရမီရင့်ပြီးတော့ဘုရားဖြစ်ပြီးဘုရားရဲ့တပိတာဝကယဟနာကြီးတွေဖြစ်မဲ့အနေထားမှာပဲတရိစ္ဆာန်ဘဝရောက်ကြပြီအခုလို့တရိစ္ဆာန်ဘဝရောက်တော့လည်းပဲသူတို့အတိတွေဟာမြင်မာကြတယ်ပေါ့အဲ့ဒီလိုမြင်မာပြီးတော့ဥပုသ္တိလကိုစောင့်ထိန်ကြတာဒီအနေထားမျိုးတွေနဲ့ဒီလိုနေခဲ့ကြတာပေါ့နော်အဲ့တော့အခုဥပုသ်ဆောင်ခြင်းအကြောင်းတွေဟာအခုလိုရည်ရွယ်ချက်တစ်ခုခုနဲ့သူတို့ဟာဥပုသ်ဆောင်ခဲ့ကြတာဖြစ်တယ်ပေါ့အဲ့တော့ဥပုသ်ဆောင်တယ်ဆိုတဲ့အာနဲ့ပတ်သက်ပြီးတော့950ဇတ်ထဲမှာလည်းပဲအခုလိုဥပုသ်ဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ဥပုသ်တေတွေရဲ့စကားဝိုင်းမှာဘာတွေပြောကြတာကိုမှတ်တမ်းတင်ထားတာရှိတုံးလို့ဆိုတော့ကုရုတိုင်းမှာကောရဗျဒနင်ဇယကောရဗျမင်းကြီးရဲ့ဥယျာဉ်ထဲမှာဒီလိုပဲဥပုသ်တေ၄ဦးဟာစုံစည်းမိကြတယ်ပေါ့အဲ့ဒီမှာလည်းပဲလူတွေတင်မကဘူးလူသားကတဦးကျန်တာတွေကလူသားမဟုတ်ဘူးစုံစည်းကြတယ်အဲ့ဒါလိုစုံစည်းတဲ့အခါမှာသူတို့ရည်ရွယ်ချက်တွေအမျိုးမျိုးရှိကြတယ်ပေါ့အဲ့ဒီဥပုသ်ဆောင်တဲ့ထဲမှာဒနင်ဇယကောရဗျမင်းကလည်းပဲသူနန်းတော်ကနေစွန့်ခွာပြီးတော့သူ့ရဲ့ဥယျာဉ်ထဲမှာတယောက်တည်းလာပြီးတော့သူဥပုသ်ဆောင်တယ်နောက်တစ်ခါအဲ့ဒီဥယျာဉ်ထဲမှာလာပြီးတော့တရားမင်းကြီးကလည်းလာရောက်ပြီးတော့ဥပုသ်ဆောင်တယ်ဂလုတ်မင်းကြီးကလည်းလာရောက်ပြီးတော့ဥပုသ်ဆောင်တယ်နဂါမင်းကလည်းလာရောက်ပြီးတော့ဥပုသ်ဆောင်တယ်ပေါ့အဲ့ဒီလိုဥပုသ်ဆောင်ကြတာ၄ဦးစုံစည်းတဲ့အခါကျတော့တရားမင်းရဲ့နော်တရားမင်းရဲ့ဒနင်ဇယကောရဗျမင်းရဲ့ဂလုတ်မင်းရဲ့နဂါမင်းရဲ့၄ခုစုံစည်းကြအဲ့ဒါလို့ဥပုသ်ဆောင်ပြီးညနေချိန်လေးမှာသူတို့ဆုံကြတယ်အတိတ်ဘဝတုန်းကလည်းမိတ်ဆွေတွေဖြစ်ခဲ့သည့်အတွက်ကြောင့်တဟုတူမြင်လိုက်တာနဲ့ချစ်ခင်ပြီးတော့သူတို့ဟာစုံစည်းရင်းကနေစကားပြောဖြစ်ကြတယ်ပေါ့စကားပြောတဲ့အခါမှာတရားမင်းကြီးကစပြီးတော့မေးလိုက်တယ်ဥပုသ်ဆောင်ကြတာချင်းတူတူပဲကျွန်ုပ်တို့၄ဦးထဲမှာဘသူတီလာအကောင်းဆုံးအမြတ်ဆုံးဖြစ်မလဲဘသူစောင့်တဲ့တီလာအမြတ်ဆုံးဖြစ်နိုင်တယ်လဲဆိုစကားကိုစလိုက်တဲ့အခါကျဘသူကစပြောတော့ဆိုနဂါမင်းကစပြောတယ်သူတီလာဟာအမြတ်ဆုံးပဲတဲ့ဘာဖြစ်လို့သူတီလာအမြတ်ဆုံးနဂါမင်းကသူစောင့်တဲ့တီလာဟာပိုမြတ်ပါတယ်ဘာဖြစ်လို့တော့ဆိုရင်သူတို့ကိုအမြဲတမ်းအန္တရာယ်ပေးတဲ့ဂလုံကြီးမြင်ရတဲ့အဲ့ဒီဂလုံမင်းကြီးစားမှာကိုနော်ကြောက်ရွံ့ခြင်းမလုပ်ဖဲနဲ့တီးခံပြီးတော့သူဟာဒီတီလာကိုစောင့်တာတဲ့သူ့ရဲ့ရန်သူအနိကရှိနေတဲ့တန်းတဲ့တောင်မှပဲရန်သူရှိမှပဲသူဟာကြောက်ရွံ့ခြင်းကင်းပြီးတော့တီးခံခြင်းတရားနဲ့ဥပုသ်ဆောင်တာဖြစ်သောကြောင့်သူ့တီလာဟာအသက်စွန့်ပြီးတော့စောင့်ရတဲ့တီလာဖြစ်သောကြောင့်သူ့တီလာဟာအမြတ်ဆုံးပဲလို့
သူကဒီလိုပြောတယ်အဲ့ဒါလို့နဂါမင်းကပြောတဲ့အခါကျတော့နောက်တစ်ခါဂလုံမင်းကြီးကဝင်ပြောတယ်အေးနဂါမင်းကသူ့တီလာလို့ပြောတယ်ကျွန်ုပ်ကလည်းကျွန်ုပ်ရဲ့အစာဖြစ်တဲ့နဂါကြီးမြင်အတန်းနဲ့အစာခံပြီးတော့မစားဘဲနေတာကျွန်ုပ်တီလာကပို့ပြီးတော့မြတ်ပါတယ်လို့နဂါဂလုံကလည်းဒီလိုပြောပြန်နော်ကျွန်ုပ်အတွက်အကောင်းဆုံးအစာဟာနဂါပဲဖြစ်တယ်အဲ့ဒီနဂါဆိုတဲ့အကောင်းဆုံးစာကြီးကိုမစားဘဲနဲ့အောင်ဤသိခံပြီးတော့စောင့်တဲ့ကျွန်ုပ်ရဲ့တီလာကပိုမြတ်ပါတယ်လို့ဒီလိုပြောအဲ့ဒါလို့ပြောတဲ့အခါတရားမင်းကြီးကပြောတယ်ဟုတ်ပြီတဲ့တယောက်ကတီးခံပြီးတော့စောင့်တယ်တယောက်ကအစာခံပြီးတော့စောင့်တယ်ငါကတော့တဲ့တာဝရိန္ဒနတ်ပြည်မှာအလွန်ပျော်စရာကောင်းတဲ့အလွန်ချောမောလှပတဲ့နတ်သမီးတွေကိုထားပစ်ခဲ့ပြီးတော့ငါလာပြီးတော့ဒီမှာစောင့်တာငါရဲ့စွန့်လွတ်မှုကပိုကြီးမားတယ်ဒါကြောင့်မို့ငါတိလာပိုမြတ်တယ်ဒီလိုပြောတော့တဏှိစရာကောရဗျမင်းကြီးကလည်းပြောတယ်ကျွန်ုပ်နန်းတော်မှာလည်းပဲတဲ့မောင်မမိတ်တန်16000ရှိတယ်တဲ့အဲ့ဓာတွေကိုဖယ်ထားခဲ့ပြီးကျွန်ုပ်ဒီမှာလာပြီးတယောက်တည်းနေတယ်ဆိုတော့ကျွန်ုပ်တီလာကပို့ပြီးတော့မြင့်မြတ်ပါတယ်နဲ့ဆိုအဲ့ဒါလို့ပြောကြတယ်တယောက်နဲ့တယောက်ကိုတီလာကိုအမွန်းတင်ပြီးတော့ပြောကြတဲ့အခါကျတော့နောက်ဆုံးမှာဒဏ္ဍစရာကောသလဒဏ္ဍစရာကောရဗျမင်းကအဆိုပြုတယ်ကျွန်ုပ်နန်းတော်မှာပညာရှိအမတ်ကြီးရှိပါတယ်တဲ့ပညာရှိအမတ်ကြီးရှိတော့ကျွန်ုပ်တို့၄ဦးရဲ့တီလာဟာဘယ်တီလာဟာအကောင်းဆုံးလဲဆိုတာသူ့ဝေအဆုံးဖြတ်ကိုသွားခံကြရအောင်ဆိုပြီးတော့အားလုံးစိတ်တူကိုယ်တူလက်တွဲပြီးတော့လူအောင်ဆောင်ပြီးတော့သွားကြတယ်ပေါ့အကုန်လုံးဟိုရောက်တဲ့အခါကျတော့ဝိတုရဆိုတဲ့အမတ်ကြီးစီသွားပြီးတော့သူတို့ကဆုံးဖြတ်ခံရတယ်အဲ့လိုဆုံးဖြတ်ခံတဲ့အခါနဂါမင်းကဘယ်လိုပြောတယ်ဂလုံကဘယ်လိုပြောတယ်တရားကဘယ်လိုပြောတယ်ဒဏ္ဍစရာကောရဗျမင်းကဘယ်လိုပြောတယ်ဆိုတဲ့သူတို့ပြောဆိုချက်တွေကိုဝိတုရအမတ်ကြီးကသေချာနားထောင်ပြီးတော့သူကဆုံးဖြတ်ချက်ပေးတယ်။ဘာဆုံးဖြတ်ချက်ပေးတော့ဆိုအားလုံးဟာခန္တီဆိုတဲ့တိခဏ်ခြင်းကိုအကြောင်းပြုပြီးတော့စောင့်တဲ့သီလပဲဖြစ်ဖြစ်အစာခံပြီးတော့စောင့်တာတွေပဲဖြစ်ဖြစ်အေးပျော်မွေ့မှုပျော်စရာတွေကိုစွန့်ခွာပြီးတော့စောင့်တာပဲဖြစ်ဖြစ်ဒီအရေးချင်းတွေဟာတကယ်သူတော်စင်တွေရဲ့အရေးချင်းတွေကြီးပါပဲဒါကြောင့်မို့လို့အားလုံးရဲ့သီလသူမသာကိုမသာမွန်မြတ်တာတွေကြီးပါပဲတကယ်သူတော်စင်ပုဂ္ဂိုလ်မှာဒီမွန်မြတ်နိုင်တဲ့အရေးချင်း၄မျိုးဟာတွေ့နိုင်တာဖြစ်လို့တကယ်ကိလေသာငြိမ်းအောင်ကျင့်ကြတဲ့အကျင့်တွေဖြစ်လို့အားလုံးတူတူပါပဲလို့ဆုံးဖြတ်ချက်ပေးလိုက်တဲ့အခါမှာသူတို့ဟာကျေနပ်သွားကြတယ်ကျေနပ်သွားလို့တရားမင်းကြီးကဝိတုရပညာရှိကိုဗာပေးသွားတော့ဆိုနတ်ပစိုးကြီးတခုလက်ဆောင်ပေးသွားတယ်ညံပူဇော်ကပေးသွားအဲ့ဒါလို့တရားမင်းကနတ်ပစိုးကိုပေးပြီးတဲ့အခါမှာဂလုံမင်းကြီးကဗာပေးတော့ဆိုလို့ရှိရင်ရွှေကြာပန်းရွှေနဲ့ပြီးတဲ့ကြာဖွင့်ကြီးတစ်ခုပေးသွားနဂါမင်းကြီးကတော့ဗရမ ्या ယရဏတစ်လုံးပေးသွားပြီးတော့ဒီလိုဒီကောရဗျမင်းကြီးကြတော့လူတွေပေးနိုင်တဲ့နော်နွားနှုတ်စားနွားမတရားဆုလက်တရားစီရွာပေါင်းသူစားရမယ့်ရွာတို့ချေးကြုံခိုင်းမို့ရလူတရားတို့ဒီလိုအရေးအတွက်တွေနဲ့သူ့ကိုလူတွေပေးတဲ့ဆုလက်တွေကိုချပေးခဲ့တယ်တဲ့အဲ့ဒါကဝိထုရဇတ်တော်ကြီးမှာလာတဲ့ဒီဥပုပ်တေတို့ရဲ့စကားဝိုင်းပဲဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ယခုလိုဥပုပ်တိလကိုဆောင်ထိန်ကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ကောင်းမြတ်တဲ့အနေအထားတွေမိမိတို့တဏ္ဍာမှာအရေးချင်းတွေရရှိလာအောင်မိမိတို့စွန့်လွတ်အနိဋ္ဌာခံမှုတွေနဲ့ဥပုပ်တိလကိုဆောင်ထိန်ကြတာဖြစ်တယ်မြင့်မြတ်တဲ့အကျင့်တွေနဲ့နေထိုင်တဲ့ဥပုပ်တိလဆောင်ထိန်ခြင်းဟာသူတော်စင်တွေရဲ့အလေးအထားတစ်ခုဖြစ်သည့်အတွက်ကြောင့်မြည်သည့်ဥပုပ်တိလပဲဖြစ်စေမှန်မှန်ကန်ကန်နဲ့ရွယ်ချက်မှန်မှန်ကန်ကန်နဲ့မြတ်မြတ်နိုးနိုးထိမ့်သိမ့်ဆောက်ရှောက်တဲ့ဥပုပ်တိလဟာမြတ်စွာဘုရားသခင်ကိုရောမြတ်သာသနာတော်နဲ့ကြုံတွေ့တဲ့သာသနာတွင်ဥပုပ်တိလဟာတရားမင်းတို့စောင့်တဲ့ဥပုပ်တိလတဲ့လည်းမြတ်တယ်နော်
လောကမှာသာသနာ့ဘာမှာစောင့်တဲ့ဥပုသ်သီလတွေလည်းမြတ်တယ်ဒီကနေ့စောင့်တဲ့တို့တွေစောင့်ရတဲ့ဥပုသ်သီလအမြတ်ဆုံး၈ပါးသီလအမြတ်ဆုံးဥပုသ်သီလဖြစ်တယ်လို့ကိုစီမိမိတို့စောင့်ရှောက်တဲ့သီလရဲ့တန်ဖိုးရှိမှုကိုယုံကြည်ကြည်လေးလေးစားစားတန်ဖိုးထားပြီးကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံပဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွဲ့မဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွဲညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သိမ့်ပြန်ပိတိတိဟုသောယနံတို့သည်ပဝါယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်